အားလုံးပဲမင်္ဂလာပါခင်ဗျာ The Lost Horizon Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ဆွေးနွေးတင်ပြချင်တာကတော့ Three Gorges Dam လို့ခေါ်တဲ့တရုတ်နိုင်ငံကမြစ်ကျဉ်းသုံးသွယ်ဆည်ကြီးအကြောင်းဖြစ်ပါတယ်ပြီးတော့ဒီဆည်ကြီးကသူ့ပတ်ဝန်းကျင်ဒေသတွေအပေါ်ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိလဲပြီးရင်အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ကျွန်တော်တို့မြန်မာနိုင်ငံအပေါ်မှာရောငလျင်နဲ့ပတ်သက်ပြီးဘယ်လို effect တွေတက်ရောက်နိုင်တယ်လဲဆိုတာကိုအချက်အလက်တွေနဲ့ဆွေးနွေးတင်ပြပေးသွားပါမယ်ပထမအဆုံးပြောချင်တာကတော့ဒီရေကာတာကြီးရဲ့ဒီနေရာပါမြစ်ကျဉ်းသုံးသွယ်ရေကာတာကြီးဟာတရုတ်နိုင်ငံရဲ့အရှေ့ဆုံးမြစ်ဖြစ်တဲ့ရန်စီမြစ်ပေါ်ကဟူပေပြည်နယ်စန်းတုံဖိတ်မြို့အနီးမှာတည်ဆောက်ထားတာပါရန်စီမြစ်တစ်လျှောက်စတူရန်ကီလိုမီတာ1000လောက်ကိုလွှမ်းခြုံထားပါတယ်ကမ္ဘာအကြီးဆုံးရေကာတာဖြစ်ပြီးတော့လျှပ်စစ်ဓာတ်အား18200 မဂါဝက်ထုတ်ပေးနိုင်စွမ်းရှိပါတယ်ဒီကွန်းဆက်ကိုပထမဦးဆုံးစဉ်းစားခဲ့သူကတော့တရုတ်နိုင်ငံရေးသမားဟောင်းစွန်ရက်စင်ဖြစ်ပါတယ်1919ခုနှစ်တရုတ်နိုင်ငံရဲ့နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှုကာလအတွင်းကတည်းကစပြီးတော့ကြံစည်နေခဲ့တာပါဒါပေမဲ့တကယ်စနိုင်ခဲ့တာကတော့1994မှာဖြစ်ပါတယ်အမျိုးသားပြည်သူ့ကွန်ဂရက်ပြီးတဲ့နောက်မှာဒီစီမံကိန်းကိုအတည်ပြုနိုင်ခဲ့ပါတယ်ဒီကောင်ကတကယ်ကိုကမ္ဘာအကြီးဆုံးကွန်ဂရက်တိဆောက်ပုံဖြစ်ပါတယ်စောက်ဖို့အတွက်ဝန်ထမ်း4000နဲ့18နှစ်ကြာအောင်စောက်ခဲ့ရပါတယ်တရုတ်လူမျိုးတွေရဲ့ပြောကြားချက်အရကတော့ဒေါ်လာ38ဘီလီယံကုန်ကျခဲ့တယ်လို့သိရပါတယ်ဒီ Three Gorges Dam အတွက်ကွန်ဂရစ်ဂါလန်6ဘီလီယံတန်မဏိတန်ချိန်ပေါင်း4,63000သုံးစွဲခဲ့ရပါတယ်အဲ့ပမာဏကဘယ်လောက်များလဲဆိုရင် Eiffel မျှော်စင်63ခုလောက်တောင်တိဆောက်လို့ရပါတယ်အတော့ကိုများတဲ့ပမာဏပါဒီတော့အဲ့ဒီအလေးချိန်ကိုကျွန်တော်တို့တစ်ချက်မှတ်ထားကြရအောင်ပြီးတော့အဲ့ဒီမှာဂျန်နရေတာကြီး32ခုကိုတက်ဆင်တယ်တစ်ခုချင်းစီကတန်6400ဆိုတော့စုစုပေါင်းတန်ချိန်က1,92,000ရှိပါတယ်ဒီဂျန်နရေတာတစ်ခုချင်းစီက900မဂါဝက်ထုတ်ပေးနိုင်တယ်ဒါလည်းမကသေးဘူးဗျနောက်ထပ်50မဂါဝက်ထုတ်ပေးနိုင်တဲ့ဂျန်နရေတာအသေးနှစ်ခုပါထပ်ရှိပါသေးတယ်အားလုံးပေါင်းဆိုရင်22,000မဂါဝက်ထုတ်ပေးနိုင်မှာပါပြင်းများပေါ့နော်ဒီပမာဏကဘယ်လောက်များလဲဆိုရင်နျူကလ িয়ার ဓာတ်ပေါင်းကို15ခုဒါမှမဟုတ်ရင်လူဦးရေတန်း60ကိုအေးအေးဆေးဆေးလျှက်စစ်ဓာတ်အားပေးနိုင်ပါတယ်ဒီရေကာတာကြီးကို2006ခုနှစ်မှာဆောက်လုပ်ပြီးစီးခဲ့ပြီးတော့2008ခုနှစ်အောက်တိုဘာလ30ရက်နေ့မှာစတင်လျှက်စစ်ဓာတ်အားထုတ်လွှတ်ပေးခဲ့ပါတယ်2009ခုနှစ်စက်တင်ဘာလ15ရက်မှာတော့ဝါတားလေဗယ်ရဲ့တကယ် actual အမြင့်185မီတာအထိမြင့်ပြီးတော့စတင်ခဲ့တယ်flight control တွေ electricity generation ဘိုင်းနဲ့ navigation ဘိုင်းတွေအကုန်စတင်ခဲ့ပါတယ် Three Gorges Dam ကိုတိဆောက်တဲ့ရွယ်ချက်ကတော့စွမ်းရည်ထုတ်လုပ်ဖို့တခုတည်းမဟုတ်ပါဘူးတခြားရွယ်ချက်တွေအများကြီးလည်းရှိပါသေးတယ်ရေကြီးရေရှမ်းတာကိုကာကွယ်ဖို့တည်ယူပို့ဆောင်ရေးခရီးသွားလုပ်ငန်းမွေးမြူရေးလုပ်ငန်းဂေယစနစ်ကာကွယ်စောင့်ရှောက်ရေးတဘာဝပတ်ဝန်းကျင်တန်ရှင်းစတဲ့ရွယ်ချက်တွေကိုချပြပြီးတော့တိဆောက်ခဲ့တာပါနောက်ထပ်အရေးကြီးတာတစ်ခုရှိသေးရဲ့ဗျ1990ခုနှစ်ကတည်းကတရုတ်ပြည်မှာဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်တာတိတိတသောတဟုန်တိုးမြင့်တက်လာခဲ့ပါတယ်ဒီနှုန်းအတိုင်းဆိုနောက်10နှစ်လောက်ရောက်ရင်တရုတ်ရဲ့ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုအဓိကတော့ကာဗွန်ဒိုင်အောက်ဆိုက်ပေါ့နော်ဒီဓာတ်ငွေ့ထုတ်လွှတ်မှုဟာကမ္ဘာအများဆုံးစီးရင်နဲ့ပါလာနိုင်တယ်ဒါကိုတရုတ်ကလည်းကြိုတွက်ထားပြီးသားဘာလို့လဲဆိုတော့လက်ရှိမှာသူတို့တိုးချက်ဆောက်လုပ်နေတဲ့စက်ရုံသစ်တွေကရာဂဏန်းကျော်ရှိသေးတယ်စောက်ပြီးလို့ install မလုပ်ရသေးတဲ့စက်ရုံတွေကလည်းအများကြီးပဲဒါကြောင့်ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကနည်းလာဘူးမရှိဘူးအစမတန်များလာဘူးပဲရှိတယ်ဒီမှာဂျားညက်ပြောချင်တာကသူတို့ခံမှန်းထားခဲ့တဲ့အတိုင်းတကယ်ကိုပဲ2009ခုနှစ်မှာတရုတ်ဟာကမ္ဘာပေါ်မှာဖန်လုံအိမ်ဓာတ်ငွေ့အများဆုံးထုတ်လွှတ်တဲ့နိုင်ငံဖြစ်လာခဲ့ပါတယ်ဆက်ပြောရမယ်ဆိုရင်ဒီအချက်ကတရုတ်အတွက်စိုးရိမ်စရာပြဿနာဖြစ်လာတယ်သူ့နိုင်ငံကအခုလိုဥတီလာရင်ပတ်ဝန်းကျင်နိုင်ငံတွေသာမကကဘာပါဝမ်းပြောကြမယ်ဗျာအဲ့ဒါဆိုရင်တော့သူကလဲလို့ရှုလို့မရတော့ဘူးဒီပြဿနာကိုပါထည့်တွက်ထားမှာပါဒီတော့တရုတ်အစိုးရကဖန်လုံအိမ်ဓာတ်ငွေ့ကာဗွန်တိတ်သေးစထုတ်လွှတ်တာကိုလျှော့ချဖို့အတွက်ကြိုပြင်ဆင်ဖို့ပါစီစဉ်ရပါတယ်အဲ့လိုလျှော့ချနိုင်ဖို့အတွက်ကလည်းနောက်9နှစ်10နှစ်လောက်အတွင်းမှာအနည်းဆုံး140မဂါဝက်လောက်ထုတ်ပေးနိုင်တဲ့ရေအားလျှက်စစ်စက်ရုံတွေရှိဖို့ကလိုအပ်နေပြီဒါကြောင့်အကုန်ဝိုင်းတားနေတဲ့ဂျားတွေကနေမြစ်ကျဉ်းသုံးတဲ့စီမံကိန်းကို1994ခုနှစ်ကတည်းကအမြန်ဆုံးအကောင်အထည်ဖော်ခဲ့တာဖြစ်ပါတယ်ဒါကလည်း Three Gorges Dam ကိုတိဆောက်တဲ့ရွယ်ချက်တစ်ခုပါသူတို့ကြိုပြင်ဆင်ထားခဲ့တဲ့အတိုင်းပဲ2009ခုနှစ်
ကိုပင်ဟေဂင်ရာသီဥတုထိပ်သီးညီလာခံမှာနိုင်ငံတကာရဲ့ဖိအားပေးမှုကြောင့်တရုတ်ဆိုကကာဗွန်သိပ်သည်းစဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်တာကို2020နှစ်ကျရင်40%ရာခိုင်နှုန်းလျှော့ချဖို့သဘောတူပြီးတော့ကြေညာပေးခဲ့ရပါတယ်။အပေါ်ကအကြောင်းဆက်ပြောရမယ်ဆိုရင်မြစ်ကျင်း30စီမံကိန်းက2006မှာပြီးတယ်2008မှာလျှက်စစ်ဓာတ်အားစပေးတယ်2000မဂါဝါလောက်ထုတ်ပေးနိုင်မယ်ဆိုတော့မစိုးဘူးလို့ပြောမှာပေါ့။သူတို့ကြိုတွက်ထားကြိုပြင်ဆင်ထားရတယ်ဆိုရင်မိုက်တယ်ပေါ့ဗျာ။ဒါပေမဲ့တကယ်ရောမိုက်သွားလားအဆင်ပြေသွားလားဆိုတော့ကျွန်တော်ကဆက်ပြောပြပါမယ်။တကယ်တမ်း3 Gorage Dam ကိုစားဆောက်တဲ့အချိန်မှာအခြေအနေရ generator 26ခုပဲတက်ဆင်နိုင်ခဲ့ပါတယ်။ဒါကြောင့်18200မဂါဝတ်ပဲထုတ်ပေးနိုင်ပါတော့တယ်။2011ခုနှစ်မှတ်တမ်းအရမြေကျင်း30ရေကာတာကြောင့်မြို့ကြီး73မြို့မြို့ငယ်140ရွာပေါင်း1350လောက်ရင်နစ်မြုပ်ပြီးတော့လူပေါင်း1သန်းနဲ့2သိန်းကနေရက်ကိုစွန့်ခါခဲ့ရပါတယ်။အစိုးရကတော့ဂရိတွေထပ်ထပ်ပေးပေမဲ့ပြောင်းရွှေ့ရသူတွေဟာနင်နာကြီးတွေအလိန်ခံရအလုံးလက်မဲ့မြေယာမဲ့ဘဝကိုရောက်ကြပါတယ်။မျိုးသစ်တွေထပ်တည်ပေမဲ့တချို့ပဲအခြေတကျဖြစ်ပြီးတော့အလုံးလက်မဲ့ဘဝစင်းရဲမွဲတည်တဲ့ဘဝကိုရောက်ကြရသူတွေလည်းမနှဲလာပါဘူး။ဒါပေမဲ့ကသေးပါဘူး2018ခုနှစ်အထိမှတ်တမ်းအရဆိုရင်ရန်စီမြဝန်းတစ်လျှောက်မှာနေတဲ့တရုတ်ပြည်သူတွေဟာမြေရီတိုက်စားတာကြောင့်ကမ်းပါပြိုတဲ့ဓာတ်ကိုတစ်နှစ်ထက်တစ်နှစ်ပိုပြီးတော့ခံစားလာရပါတယ်2016ခုနှစ်မှာယူလန်းမှုအများဆုံးကြုံတွေ့ရပြီးတော့1998ခုနှစ်နောက်ပိုင်းရဲ့အကြီးမားဆုံးယူလန်းမှုလည်းဖြစ်ပါတယ်တရုတ်ပြည်ထောင်စုဝန်ကြီးဌာနရဲ့ဩဂတ်လဆန်းကြေညာချက်အရဇူလိုင်လတစ်လလုံးရေကြီးတာမှာပျောက်ဆုံးဒါမှမဟုတ်ရင်သေဆုံးသူစုစုပေါင်း964ဦးခန့်ရှိပြီးတော့အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူပေါင်း8တန်းကျော်ရှိပါတယ်။လေယာမီပေါင်းဧက18တန်းလောက်ထိခိုက်ပျက်စီးခဲ့ရပါတယ်။ဒီနှစ်တစ်နှစ်ထဲကိုပျက်စီးဆုံးရှုံးမှုပေါင်းကန်ဒေါ်လာ33ဘီလီယံရှိပါတယ်။လူပေါင်း17တန်းလောက်အထိနာခဲ့ရပါတယ်။ဒီနေရာမှာတခုမေးလို့ရပါတယ်။တရုတ်မှာဒီမျိုးတွေကရေကြီးနေကြပဲပေါ့။ဘာဖြစ်လို့ဒီရေကာတာကြောက်ဆိုပြီးတော့ပဲတက်အပ်ပြောနိုင်တယ်လဲပေါ့။ဟုတ်ကဲ့အဲ့ဒီချက်နဲ့ပတ်သက်ပြီးတော့ကျွန်တော်အသေးစိတ်ရှင်းပြပါမယ်။ပထမဆုံးအချက်ကနီးပညာပိုင်းမှာဒီရေကာတာကြီးစောက်ဖို့ပလန်ချခဲ့တဲ့အချိန်ကအတော်တော့ကြာခဲ့ပါပြီ။အဲ့ဒီအချိန်ကတည်းကဒီရေကာတာစောက်မဲ့နီးပညာပိုင်းက10စုနှစ်တစ်ခုလောက်ကိုဒိတ်အောင်နေရဆိုပြီးတော့စောက်လို့ရည်ထဲမှာပါဝင်ခဲ့တဲ့အရာရှိတွေကိုယ်တိုင်ကနောက်ပိုင်းမှာဝန်ခံခဲ့ပါတယ်။ဒါကြောင့်လေဆယ်ကြီးကနှုံးပိုးချမှုတိတ်များပြီးတော့ပြည့်ရှံနှုံးမြန်တာဖြစ်ပါတယ်။တစ်ဖက်မှာလည်းတရုတ်ကုမ္ပဏီတွေရောတရုတ်အစိုးရကိုယ်တိုင်မှာရေအားလျက်စစ်စီမံကိန်းတွေမှာနည်းပညာပိုင်းအားနည်းမှုရောတာဝန်ယူမှုတာဝန်ခံမှုမရှိဘူးဆိုတာကိုသက်သေတွေနေရာတကာမှာရှိနေပါတယ်။ဒါကြောင့်လဲ2011ခုနှစ်စစ်တမ်းအရတရုတ်ပြည်ဟာရေကာတာပေါင်း4000လောက်ကျိုးပေါက်တော့မဲ့အခြေအနေနဲ့ရင်ဆိုင်နေရပြီးတော့1950ပြည့်နှစ်ကစလို့နှစ်စဉ်နှစ်တိုင်းရေကာတာ65ခုလောက်ကပုံမှန်ကျိုးပေါက်နေတာပါ။နောက်ထပ်ဥပမာပေးရမယ်ဆိုရင်မီးတောင်အောက်ကရေကာတာလို့နာမည်ကြီးတဲ့အီကွေဒေါနိုင်ငံကကိုကာကိုဒိုရေကာတာပဲဖြစ်ပါတယ်။အဲ့ဒီရေကာတာမှာစက်ပိုင်းဆိုင်ရာအကြောင်း9648ခုရှိပါတယ်။အစိုးရအဆိုအရဆိုရင်ဒီလိုဖျက်တဲ့အကြောင်းရင်းကအရေးသွေးမှတ်မိတဲ့စတီးနဲ့ခိုင်သင်းသလောက်မခိုင်တဲ့ဂဟေစော်ချက်တွေကြောင့်ဖြစ်ပါတယ်။ဒီလုပ်ငန်းတွေကိုလုပ်သွားတဲ့ကုမ္ပဏီကတော့တရုတ်အစိုးရပိုင်းစီနိုဟိုက်ဒရိုကုမ္ပဏီပါ။တဲနဲ့နှုံးကျမှုပြဿနာကလည်းအရန်ကိုပမာဏကြီးမားပါတယ်။အင်ဂျင်နီယာတွေကရေကာတာတဲ့တဲစီးဝင်မှုပြတဲ့ဒိုင်ခွက်ကိုအထိတ်တလန့်နဲ့အမြဲကြည့်နေကြရတာပါ။နှုံးကျမှုအရန်များလာတဲ့အခါအင်ဂျင်နီယာတွေကရေပမာဏအများကြီးကိုလွှတ်ချပြီးတော့နှုံးရှင်းမှုမကြာလုပ်ရပါတယ်။ဒါကြောင့်မြေကြောင်းရေကြီးမှုကခဏဖြစ်တယ်။အသေးအပြောင်းနဲ့အိမ်ယာနေရာပျက်စီးမှုတွေခဏကြုံရပါတယ်။တကယ်တမ်းရေကာတာကသတ်မှတ်ပမာဏ1500မဂါဝတ်ထုတ်ဖို့ကြိုးစားတဲ့အခါမှာလဲစစ်ရုံကလျှက်စစ်ပစ္စည်းတွေအန်ဒီရယ်ကြီးစွာတုံခါပြတ်တောက်ကုန်ပါတယ်။မီးပြတ်တောက်မှုတွေနိုင်ငံအတွင်းပြန့်နှံ့သွားတယ်။ဒါပေမဲ့အီကွေဒေါပြည်သူတွေကိုတော့ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပါဘူး။အဲ့ဒီချိန်ကစပြီးတော့သတ်မှတ်ပမာဏအပြည့်ထုတ်ဖို့မကြိုးစားတော့ဘူး။တကယ်တမ်းကစက်ရုံကပြောထားတဲ့ပမာဏရဲ့တဝက်ပဲထုတ်နိုင်တာပါ။ဒါတောင်တခြားစက်ပစ္စည်းအစိတ်အပိုင်းတွေထပ်မပြတ်မှာပါ။ဒါတွေကတရုတ်တွေရေကာတာစောက်တဲ့အခါနည်းပညာပိုင်းတိကျမှုပိုင်းအားနည်းတယ်ဆိုတာကိုပြနေတဲ့ထင်ရှားတဲ့တာတကားတွေပါဟုတ်ကဲ့ပါဗီဒီယိုအရန်ရှည်သွားမှာဆိုလို့ကျွန်တော်ဒီမှာခဏရပ်ထားပါမယ်နောက်တစ်ပိုင်းမှာ3 Gorage Dam နဲ့ပတ်သက်တဲ့တခြားအရာတွေငလျင်နဲ့ဆက်ဆက်မှုတွေကိုပြည့်စုံဆက်ဆွေးနွေးသွားပါမယ်ဝေဖန်အကြံပြုချင်တာရှိရင်ဖြစ်
တိုင်ပင်ဆွေးနွေးလိုရင်ဖြစ်ဖြစ်ကွန်မန့်မှာရေးသွားပေးခဲ့လို့ရပါတယ်ကဲနောက်ဗီဒီယိုမှာပြန်တွေ့ကြရအောင်ဗျာအားလုံးကျေးဇူးတင်ပါတယ်